မိုးလေနေ့တနေ့သမိုင်းဝင်ရမြတ်တနိုင်ငံလုံးမှာပြည်သူတွေရဲ့နှလုံးသားမှာစစ်မှန်တဲ့ဆန္ဒကြွေးကြော်သံများနဲ့ဖုံးလွှမ်းခဲ့တဲ့နေ့ကြောက်ဆောင်လို့မိပြီးပြိုရိုးထုံးမရှိအမှန်တရားတို့ယုံကြည်တဲ့ဖြင့်ပြည်သူတို့ကိုဆက်လက်ချီတက်နေကြဇွဲတတိကိုမော်ဝန်တင်မဲ့တမိုင်းဝေစွန်ရဲ့တောက်ပါတဲ့တမိုင်းဘူမောရင်ဆိုင်တိုက်ခိုက်တဲ့ခွတောင်များလူခွင့်ရေးအတွက်ချီတဲ့ကြွေးကြော်သံများအာနာရှင်ကိုတံပြန်တော်လှန်ရေးအမောင်မှအလင်းတို့ပန်းနိုင်သည်လက်တကံဘာဝတရားရဲ့လမ်းအတိုင်းဆက်လမ်းခေညာတဲ့ဆောင်းခံဤရွယ်ຫນွေကနာခရီးကြံဖြတ်လို့အောင်မြင်စေတောင်းစုပြု၍ခုနီလမ်းပြညွန်သူမောWhat?